ဘူးဆက်ဆက်ပြောတတ်ပေမဲ့စကားကိုပေါက်ပေါက်ဖောက်နေအောင်ပြောတတ်ပြီးတော့နောက်ရအချက်မှာဗန်းစကားနဲ့ပြောရင်စော်ကြည့်ပဲကြည့်ရပေါ့နော်အဲ့လိုမျိုးလူလေးတွေကဘယ်သူတွေလဲသိလားအဲ့ဒါတော့တောက်ကြလေးတွေပါဒီထဲမှာတောက်ကြနေသာသမီတွေပါဆိုလို့ရှိရင်သုံးကြည့်ကြည့်ပေးပါတောက်ကြသာသမီလေးတွေကစည်ရင်းကောင်းရင်မြစ်တာတရားကြီးမားတယ်တန်ရုံးစင်ကြီးမားတယ်အဲ့အတွက်ကြောင့်မို့လို့လူချစ်လူခင်များသလိုဘူးဆက်ဆက်ပြောတတ်လို့လေတခါလေကြာရင်တငယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့ရန်ထားဖြစ်တတ်တာလည်းတောက်ကြလေးပဲပေါ့နော်လူချစ်လူခင်များရဲ့ပေါင်းတင်ဆက်ဆံရေးဘယ်လိုနေရာမှာမဆိုသူတို့ကအဆင်ပြေရဲ့မထင်သလိုမျိုးဘူးဆက်ဆက်ပြောတယ်ဒါပေမဲ့တို့ချင်းလုံးဝမထင်ရဘူးရုပ်ကလေးကဘယ်လိုပြောမလဲတချို့ကောင်လေးကောင်မလေးပြောတယ်လေရုပ်ကလေးကရန်ချစ်ဖို့ကောင်းအဲ့လိုမျိုးအထီတက်လေးရှိနေတယ်ပေါ့နော်ဘယ်ချိန်ကြီးအထီတက်လေးရှိနေတယ်ဆိုတာတောင်ကြတသမီးတွေပါပဲသူတို့ကတက်ကြီးဟိုလိုမျိုး over တွေဖြစ်အောင်ပြင်ထားဆင်ထားတာမဟုတ်ဘူးပွဲတက်တယ်လို့မျိုးပြင်ထားဆင်ထားတာမဟုတ်ဘူးသူတို့ကသူတို့ရိုးရိုးရှင်းရှင်းတက်တက်ရဲရဲလေးဝတ်ထားတာကိုကဘယ်လိုကြည့်ကြည့်သူတို့သွားတဲ့ပွဲမှာထင်းမိထွက်နေအများကြားထဲမှာကတန်တန်ခက်ခက်လေးအဲ့လိုမျိုးလေးဖြစ်နေတာလည်းတောက်ကြတွေပါပဲသူတို့ကစိတ်ရင်းစိတ်နာအရန်ကောင်းနေတယ်ဒါပေမဲ့တခုတော့ရှိတာသူကအပေါင်းတင်ရမ်းမြင်တယ်ဖြစ်သူနဲ့တငယ်ချင်းဆိုလို့ရှိရင်သူကပေါ်လာတစ်ပဲငယ်ချင်းတွေပေါ်လဲသူကတကယ်လဲချစ်တယ်စာလည်းရှိတယ်အနွန်နာလည်းခံတယ်ဒါပေမဲ့သူ့ကိုသွားပြီးတော့ပြောလို့တော့မရဘူးဘဝမှာတစ်ခါတည်းနဲ့တက်မှာပဲစသိသွားလိမ့်မယ်ပေါ့နော်အဲ့ဒါတောက်ကြတွေပါပဲ၎င်းလို့ရှိရင်ကလေးစားချေခံရတာအစ်စ်တောင်ပါလောက်မယ်ပေါ့နော်အဲ့ဒါလည်းတောက်ကြတွေပဲလူချစ်လူခင်များတယ်ပြီးသွားလို့ရှိရင်ရောက်ရအရက်မှာကြည်ရဆိုတော့တောက်ကြလေးတွေကိုချင်းမြင်တော့နည်းနည်းတော့စိတ်ပူပါမှာပေါ့နော်ဒါပေမဲ့တောက်ကြလေးတွေကတစ္ဆာရှိတယ်သူတို့ကသွားပြီးပေါ်လာကိစ္စနဲ့တော့မပြောနဲ့အဲ့ဒါဆိုရင်အဆင်ပြေတောက်ကြလေးဘယ်နဲ့ချက်လောက်မြန်တူးလဲဆိုတာကိုဆရာမကိုမှတ်မှတ်ရေးပေးခဲ့ပါဦးရှင်